ဟုတ်တယ်အမေပြောတာတော်တော်လေးထိမိတယ်ဒါတင်မကသေးဘူးကျမတို့ကာလာနုအရင်ပြောင်းသွားတဲ့ပုံစံလေးတွေပါလုပ်လို့ရသေးတယ်ပွင့်ဖက်အရင်ပိုင်းကအယောင်နုပြီးအဖျားပိုင်းကအယောင်ရင်သွားတာမျိုးပေါ့အပြင်ကပန်းစစ်တွေလိုတဘာဝကြကြလေအခုဈေးကွက်ထဲကယုံဟာပိုးကတိပါပန်းတွေကများသောအားဖြင့်အယောင်တစ်ယောင်နဲ့ကြီးပဲလေကျမတို့ကစမ်းတစ်ပြီးတော့အယောင်2ယောင်3ယောင်လောက်ဆက်လို့ရတယ်ဒါဆိုတစ်ချက်ကြည့်လိုက်တာနဲ့လူတွေရဲ့အာယုံကိုဖန်ဆားနိုင်မှာအယောင်တင်မကဘူးပုံစံဒီဇိုင်းမှာလည်းစမ်းတစ်လို့ရတဲ့အပြင်ကပန်းတွေကများသောအားဖြင့်မူတံပန်းတို့ဟိုင်ထံပန်းတို့လိုအပွင့်ကြီးတွေကြီးပဲပွဲလန်းတဲ့ပင်တွေမှာပန်ရင်တော့အဆင်ပြေပေမဲ့ရိုးရိုးနေတွေမှာပန်ဖို့ကြတော့အရန်ကြီးလေးလံလုံးနေတယ်ကျမတို့ကတေးသေးလေးနဲ့လှတဲ့ပုံစံလေးတွေလုပ်ကြမယ်ဥပမာလက်သီးခွန်လောက်ပဲရှိတဲ့စီးနှင်းပန်းလေးတွေတီစီပန်းခေါင်းလောင်းပန်းချစ်ပဆိုပန်းလေးတွေပေါ့ဆန်ထုံးပေးမှာပန်လို့ရတယ်လို့ပိုက်ဆံအိတ်လေးတွေမှာတွဲချိုးလို့လည်းရတယ်ရက်တောင်ဝိုင်းလေးတွေရဲ့ဘေးမှာတွဲလွှဲဆွဲထားလို့လည်းရသေးတယ်ရိုးရိုးနဲ့ဈေးသွားတာပဲဖြစ်ဖြစ်ရာတော့သွားတာပဲဖြစ်ဖြစ်တပွင့်လောက်ပန်ထားရင်အရန်ကြီးတိတာမနေပဲနဲ့ကြီးလိုက်ရင်လန်းဆန်းသွားစေပြီးတေးတက်လာပနေမှာပြီးတော့ကျမတို့သုံးတဲ့ကော်ရီတွေကိုတမရွက်လေးတွေထည့်လို့ရတယ်ဒါမှမဟုတ်နန့်တာဖြူမှုလေးတွေထည့်မယ်ဒါဆိုမွေးရနံ့လေးတွေပါလာမှာပေါ့အနက်လေးပါရနိုင်တယ်ပေါ့နွေရာသီဆိုရင်တမရွက်ကချင်းပြေးစေတယ်ဆောင်းရာသီဆိုကွေးဟွာပန်းနက်လေးကရာသီဥတုနဲ့လိုက်ဖက်တဲ့ဆောင်းရာသီမှာဆိုစီးနှင်းပန်းကလန်းဆန်းစေတယ်တခြားရေမွေးနံ့တာတွေအများကြီးတုံးစရာတော့မလိုတော့ဘူးပန်းတပွင့်နဲ့တင်တခြားပန်းတွေအများကြီးထပ်ပိုးတန်သွားပြီအမေဒါကတစိတ်တစ်ပိုင်းပဲရှိသေးတာကျမတို့ကအစုံလိုက်လေးတွေလည်းလုပ်လို့ရတယ်ပန်းတက်တက်ပဲမယောင်းပဲနဲ့ပန်းဆန်ထိုးအဆက်လိုက်လေးတွေရောင်းမယ်ပန်းဆန်ထိုးအဆက်လိုက်ဥပမာပန်းလေးနဲ့စင်တူတွဲလွဲလေးတွေတွဲမယ်ပြီးတော့အမွှေးအိတ်လေးပါတွဲမယ်စာညက်လေးတွေပါတွဲလို့ရသေးတယ်မိန်းကလေးတွေဝယ်သွားရင်ခေါင်းမှာလည်းပန်းလို့ရတယ်ချင်းထောင်မှာလည်းချိတ်ထားလို့ရတယ်စာအုပ်ထဲမှာလည်းညှက်ထားလို့ရတယ်တခုတည်းနဲ့အသုံးဝင်တာတွေအများကြီးပဲဒါဆိုဈေးလဲပိုရလာမှာပေါ့မရီးအဲ့ဒါကတကယ်ဖြစ်ပါမလားတေချာပေါက်ဖြစ်တာပေါ့ကျမတို့ယာတီလိုက်တီးတန့်ထုတ်တဲ့ပုံစံလေးတွေပါလုပ်မယ်ຫນွေဥယာတီဆိုမက်မွန်ပန်းတို့တရုတ်စီတီပန်းတို့ထုတ်မယ်ຫນွေယာတီကြရင်တမရွက်ပုံစံလေးတွေအဓိကထားရောင်းမယ်ဆောင်းဥယာတီဆိုကွေးဟွာပန်းနဲ့ကနမာပန်းရောင်းမယ်ဆောင်းယာတီမှာစီးနှင်းပန်းတို့တောင်မက်မွန်ပန်းတို့ရောင်းမယ်လက်တိုင်းဒီဇိုင်းတစ်ထွက်မယ်ယာတီတိုင်းမတူညီစေရဘူးဒါပေမဲ့ဒေသလာပါပြီးအကျန်းခံခြင်းနဲ့ဆိုရင်တော့နောက်ထပ်အဆင့်တစ်ဆင့်လောက်ရအောင်မယ်လုပ်ပြီးသွားရင်ပြားဖြောင်းအပားလေးတစ်ထပ်တုပ်ပေးရမယ်ဒါဆိုရေဆိုခံပြီးပုံကျသွားမယ်နင့်ရီဆိုရင်တောင်ပုံပြတ်သွားမှာမပူရတော့ဘူးဘေးနားသက်တွေကိုလည်းချီချိုးသေးလေးတွေနဲ့တီးပေးရမယ်အစအနာတွေမကြော့အောင်လုပ်လေပြီးတော့ဖွာလန်ကျဲလဲဖြစ်မနေတော့ဘူးဒါဆိုကျမတို့အလွယ်ဆုံးဖြစ်တဲ့ပွင့်ဖက်ညက်တာကနေဆက်တင်ကြမယ်အဝိုင်းသေးသေးလေးကပန်းဝစ်ဆန်ဘေးဥပုံအသေးလေးကအတွင်းထက်အပြင်ဘက်ပွင့်ဖက်တွေကိုတော့တဖြည်းဖြည်းကြီးသွားအောင်လုပ်ရမယ်မရီးဒီပွင့်ဖက်ကနည်းနည်းလေးထက်သေးရဦးမှာမဟုတ်လားဟုတ်တယ်ပန်းဝစ်ဆန်နာမှာကတေးရမယ်အပြင်ဘက်ကိုရောက်လေပွင့်ဖက်ကကြီးလေပဲကွေးနေတဲ့ပုံစံကလည်းပိုပြီးတဘာဝကျရမယ်ကျင်းနှန်းကျိုးကိုစောင်းစောင်းလေးထက်လက်ကိုခပ်ဖို့ဖလေးလှုပ်ပွင့်ဖက်လေးတွေကွဲမသွားစေနဲ့ပွင့်ဖက်လေးကပေါ်ပါတဲ့လက်ကပိုပြီးပေါ်ပါလေပွင့်ဖက်ကပိုပြီးတဘာဝကျလေပဲအယောင်ဆိုးဖို့စေးရီစက်တာကအရေးကြီးဆိုတာပဲပုံစံတူပန်းဒီဇိုင်းတစ်ခုလေးကိုအယောင်လေးကွဲသွားတာနဲ့တင်မြင်ရတဲ့ခန်းစားချက်ကလုံးဝကိုကွဲပြားသွားတာစေးရီအယောင်လေးတွေရောဆက်လိုက်ရင်လည်းအယောင်တစ်လေးတွေထည့်ရလာဦးမှာအမေမရီးကျမတို့ပြန်ရောက်ပြီဘလို့လဲအကုန်ရောင်းရလားအန်တီကျေးဇူးကြောင့်အကုန်နီးပါးကုန်သွားပြီကျမစီမှာဒီအယောင်ဆက်လွယ်အိတ်လေးနည်းနည်းပဲကျန်တော့တာတစ်လုံး30ပြားဆိုတော့ညနေပိုင်းရောက်ရင်ရွာခံတွေကနှမျောပြီးတိတ်မဝဲကြဘူးမနှက်ဖြန်ကြရင်မြို့ပေါ်သွားပြီးရောင်းကြည့်မလို့ကျမတို့ရဲ့ဆန်ထုံးကျိုးတွေနဲ့ဆန်ညက်တွေကတော့အကုန်ကုန်သွားပြီတော်သေးတာပေါ့ပိုက်ဆံလေးရလာတော့အမေအတွက်ဆေးဝယ်မယ်ညီမလေးအတွက်လည်းအဝတ်စလေးဖြတ်ပြီးအင်ဂျီတစ်ချုပ်ပေးလို့ရပြီးကျန်တဲ့ငွေကိုကြတော့စုထားပြီးနောက်တစ်ခေါက်ပစ္စည်းသွားယူဖို့အရင်လုပ်လို့ရတယ်အားရွက်နေတို့နောက်တစ်ခေါက်ပစ္စည်းအစ်စ်ဘယ်တော့ထက်လို့မလဲဒီအလုပ်ကတော်တော်လေးတွက်ချေကြိုက်တာပဲတစ်ခေါက်သွားရောင်းတာကငါရထဲမှာလောဝက်လောက်အလုပ်လုပ်ရတာထက်တောင်ပိုစင်ပြေတယ်ငါတို့ဘေးရွာကိုသွားပြီးရောင်းလို့လည်းရသေးတယ်ဟုတ်တယ်ရာသီဥတုမအေးခင်လေးနောက်ထပ်ခောက်ရည်နေနေလောက်သွားရောင်းကြတာပေါ့အရင်ကပုံစံတွေကိုတော့နောက်ဆိုကျမတို့အိမ်ကမလုပ်တော့ဘူးရှောင်းမီသားစုကညီမလေးငါတို့တခုခုများအမလုံးမိလို့လားအားရွက်ငါတို့ပစ္စည်းတွေအများကြီးယူသွားမိလို့လားများသွားတယ်ဆိုရင်ငါပြန်ပေးပါမယ်မဟုတ်ရပါဘူးရှင်တို့အထင်လွဲနေတာပါရှင်တို့ပြဿနာမဟုတ်ပါဘူးစဉ်းစားကြည့်လေကျမတို့နယ်စပ်မြို့လေးကဒီလောက်လေးပဲရှိတာဒီပတ်ဝန်းကျင်ကရွာသူရွာသားတွေလက်သမားတွေတဲကဝယ်နိုင်တဲ့မိန်းကလေးတွေအမျိုးသမီးတွေအကုန်လုံးဝယ်ပြီးသွားကြပြီလေဒီကောင်းတက်ပန်းတွေကဆန်တို့စီတို့လိုနေ့တိုင်းတုံးနေရတဲ့အရာမှမဟုတ်တာပြီးတော့နောက်ရနေငယ်နေရင်ဈေးနဲ့ရောက်တော့မယ်တေချာပေါက်တခြားညံကောင်းတဲ့ဈေးတီတွေလည်းလိုက်လုပ်ပြီးရောင်းကြတော့မှအဲ့ဒီအချိန်ကျမှကျမတို့ကအတူတူပဲထက်လို့နေမယ်ဆိုရင်အဲ့ဒါဆိုတကယ်ကြီးလက်ကျန်တွေဖြစ်ကုန်တော့မှာအဲ့လိုကိုနင်ပြောတာလဲဟုတ်တာပဲဟိုနှစ်ကမျက်နှာရက်တဲ့တစ်ခုပန်းလေးလို့ပေါ့အစားတုံးကတော့ကျုပ်ဥတလုံးနဲ့တောင်လဲလို့ရသေးတယ်နောက်ပိုင်းအိမ်တိုင်းစေရက်တက်သွားတော့အလကားပေးတာတောင်ဘယ်သူမှမယူကြတော့ဘူးဒါပေမဲ့စိတ်မပူကြပါနဲ့ကျမအခုမရီးစီကနေပန်းဒီဇိုင်းတစ်တွေတင်နေပါတယ်အဲ့ဒါကတော်တော်တည်တက်တဲ့လက်မှုပညာပဲဈေးကွက်ထဲမှာလုံးဝကိုမြင်ဘူးမှမဟုတ်ဘူးကျမတင်လို့တက်သွားရင်အားလုံးဝိုင်းပြီးတွားရောင်းပေးကြအောင်တော့အဲ့ဒီခါကျရင်ကျမတို့စီးပွားရေးအတစ်တစ်ခုပြန်ဆက်ကြတာပေါ့ညီမလေးအားရွက်နင်တို့နောက်ဆိုဒါတွေမလုပ်တော့ဘူးဆိုမှတော့ငါတို့ဘာသာခေါင်းစည်းကျိုးလေးတွေနည်းနည်းလုပ်ပြီးအပြင်မှာနည်းနည်းပါးပါးတွားရောင်းလို့ရမလားရတာပေါ့ရှင်စုတခင်မှာကျေးဇူးပါပဲကျေးဇူးတင်ပါတယ်ရှင်အခုခေတ်ကြီးမှာကပိုက်ဆံရှာရတာခက်တဲ့အပြင်စံစည်း